ရှော့ပြီးကစားတဲ့အချိန်ဆိုရင်ကိုယ့်ရဲ့သပင်လေးတွေကအရန်ကိုနူးညံ့နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးတပတ်ကြီးတွေနဲ့ကြမ်းကြမ်းတန်းတန်းပုတ်ပြီးတော့အခြောက်ခံတာမျိုးမလုပ်ပါနဲ့ရှင်ဒီလိုမျိုးလေးပဲပုတ်ပြီးတော့အခြောက်ခံပေးပါတချို့လူတွေဆိုရှိရကောင်းရှော့ပြီးကစားအချိန်မှာခေါင်းဖိတာမျိုးအဲ့လိုမျိုးလုံးဝမလုပ်ပါနဲ့ရှင်အဲ့လိုလုပ်တယ်ဆိုရင်သပင်တွေကပို့ပြီးတော့ရှုပ်ထွေးပြီးတော့သပင်တွေကိုပိုကျွတ်စေပါတယ်ရှင်ဒီလိုမျိုးခေါင်းရှော့ပြီးကစားအချိန်ဆိုတာကဥယျာဉ်ပြားမွေးညှင်းပေါက်လေးတွေကိုပွင့်ထွက်တဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ hair tonic တစ်မျိုးသုံးနေပါဥယျာဉ်ပြားကိုကျန်းမာစေတဲ့ဆန်သားလေးတွေကိုကျန်းမာစေတဲ့ hair tonic လေးသုံးနေပေါ့နော်ကိုကတော့ဒီ April hair tonic လေးကိုတစ်ရက်နှစ်ကြိမ်ဖြန်းပေးတယ်ခေါင်းလျှော့ပြီးကစားအချိန်ဆိုရင်ဒီလိုမျိုးဥယျာဉ်ပြားမဆိုးမချောက်အချိန်လေးမှာဖြန်းပေးတယ်ပေါ့နော်သူတို့ကပွင့်ညင်းပေါက်လေးတွေပွင့်ထွက်တဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့သပင်ကျွတ်တာတွေဥယျာဉ်ပြားခေါင်းထားတာတွေသပင်အစီပြန်တာတွေကိုလည်းတက်တာစေပါတယ်ရှင်ကိုယ့်ရဲ့သပင်ကပေါ့နော်အဖျားနှစ်ခွလေးတွေဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးဆန်သားလေးကိုခေါင်းမလျှော်ခင်မှာလည်းဖြန်းလို့ရတယ်လို့ဥယျာဉ်ပြားမဆိုးမချောက်ချိန်လေးမှာလည်းဖြန်းပေးပါပေါ့နော်ဖြန်းပြီးရင်ဒီတိုင်းကြီးပဲမထားပါနဲ့ဒီလိုမျိုးလက်ထိတ်ကလေးနဲ့နှိပ်နေပေးပါရှင်နှိပ်နေပေးခြင်းအပြင်ဥယျာဉ်ပြားသွေးလက်ပန်းမှုအားကောင်းစေပြီးတော့သပင်ကျွတ်တာတွေကနေလည်းကင်းဝေးစေပါတယ်ရှင်ဒီရဲ့ April hair tonic မှာဆိုလို့ရှိရင် rosemary ပါတယ်ပေါ့နော်ပူစီနံပါတယ်ဇီးဒီပါတဲ့အတွက်ကြောင့်မို့လို့ဒီရဲ့ကိုယ့်ရဲ့ဥယျာဉ်ပြားမှာဘောက်ထတာတွေဥယျာဉ်ပြားရာရန်တာတွေပေါ့နော်သပင်ကျွတ်တာတွေဥယျာဉ်ပြားအစီပြန်တာတွေကိုလည်းတိတိတသာနဲ့တက်တာစေပါတယ်ရှင်ကိုယ့်ရဲ့သပင်လေးတွေအတွက်လိုအပ်တဲ့ hair tonic လေးသုံးဖို့လိုတယ်ဆိုရင်ဒီရဲ့ကိုယ့်ရှိမှာ April hair tonic လေးကိုလာပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ရှင်